Sawaris ကပ်ပါညီမလေး ဘာ Sawaris ကပ်လဲဗုဒ္ဓဟူးနံနဲ့ကျွေးထည့်လိုက်လို့ Sawaris ကပ်ကျူကျူလာဖြစ်သွားမယ်စကားကိုမှန်မှန်ကန်ကန်ပြော ညီမလေးကစိတ်ကြီးလိုက်တာနော်ညီမလေးနိုင်ငံခြားပြန်လာတာလား မဟုတ်ဘူးရွာကပြန်လာတာ မနောက်ပါနဲ့ညီမလေးရဲ့ နောက်နေတာကရှင်လေဒီနေရာရောက်နေပြီကြမကနိုင်ငံခြားပြန်မလာလို့ဘယ်ကပြန်လာရမလဲရုပ်ကွာဦးကြောင်ကြောင်နဲ့ မှားလို့ဘယ်နိုင်ငံကပြန်လာတာလဲလို့ မလေးရှားကပြန်လာတာရော့စာအုပ် မလေးရှားမှာအဆင်ပြေရဲ့လားညီမလေး မပြေဘူးမလေးရှားမှာ Opera အဖမ်းဆီးတွေများလို့ပြန်လာတာလေ ညီမပြည်လည်းအဖမ်းဆီးတွေကျန်းနေတယ်နော်ညီမလေးအခုဆိုမိန်းကလေးစစ်မှုထမ်းအပတ်စဉ်တွေစနေပြီ ကျမကစစ်မှုထမ်းရအောင်ဘယ်နိုင်ငံနဲ့စစ်ဖြစ်နေလို့လဲရှင်တို့ယာရုအာဏာမြဲဖို့လားရှင်တို့အထက်လူကြီးတွေယာရုအာဏာမြဲဖို့နဲ့ပေါင်းနှုတ်မြောက်စားခရိုနီတွေချမ်းသာတဲ့ထက်ချမ်းသာဖို့လူငယ်တွေကဘဝတွေအသက်တွေပေးဆက်နေရတယ်ရှင်တို့လောက်အောက်တန်းကြတဲ့လူအတန်းစားကဘာမှမရှိဘူးသိလားနိုင်ငံတကာရောက်နေတဲ့ကျမတို့လိုလူငယ်အရန်ဒုက္ခရောက်နေတယ်ရှင်တို့သိလားနိုင်ငံခြားကိုသွားကျင်လို့သွားနေတာမဟုတ်ဘူးရှင်တို့လိုအာဏာယူစနစ်တွေကြောင့်သွားနေရှင်တို့လိုအာဏာယူတဲ့သူတွေအုပ်ချုပ်လေပြည်သူလူထုဘဝကဒုက္ခရောက်လေပဲခုဆိုထိုင်းနဲ့မလေးရှားမှာအဖမ်းဆီးတွေကျန်းလို့လူငယ်တွေလှုပ်လှုပ်နေနေညထွက်ပြေးနေကြရတယ်အဲ့ဒါတွေရှင်တို့အာဏာယူတွေသိလား သိတယ်မသိဘူးဘလို့ပြောရမလဲညီမလေး ယာရုအာဏာသာယူထားတဲ့စောက်ရည်ချင်းမရှိတဲ့တထောင်းစားတွေပြည်သူကိုဒုက္ခပေးဖို့နဲ့အာဏာယူဖို့ပဲတက်တယ်အိမ်နီးချင်းတိုင်းပြည်တွေကတိုးတက်ရင်တိုးတက်နေကြပြီကျမတို့နိုင်ငံကအခုထိအာဏာယူလို့ကောင်းတော့လူငယ်တွေရဲ့ဘဝတွေနှုတ်ပြိုခြင်းတွေတိုင်းတစ်ပါးမှာကုန်ပေးဆက်နေကြရတယ်ပြည်တွင်းကလူငယ်တွေကစစ်တိုက်နေကြတဲ့စိတ်ပျက်စရာတိုင်းပြည်ပဲ ညီမလေးမင်းတဲသွားပါလားမင်းပြောတာများနေပြီနော် ဘာလဲကျမပြောတာမဟုတ်လားတထောင်းစား ဟုတ်ပါတယ်ညီမလေးရဲ့ညီမလေးနိုင်ငံခြားကပြန်လာတာဆိုတော့အခွန်ဆောင်ရမယ်နော် စက်ပတ်ကိုအခွန်ဆောင်ရမှာလားအာဏာယူတထောင်းစားရဲ့ မဟုတ်သေးဘူးလေဖုန်းအခွန်ဆောင်ရမယ်ပြောတာ ညီမလေးဝယ်လာတဲ့ဖုန်းရဲ့တန်ဖိုးလိုက်အခွန်ဆောင်ရမယ်ဖုန်းကတစ်ယောက်ကိုနှလုံးပဲကင်ခွင့်ပြုမယ်နှလုံးအထက်ပိုကင်ကျင်တော့တက်ဆိုရကိုညီမလေးရေလောင်းရမယ်များများကင်ကျင်များများလောင်းပါအခွန်ဆောင်တယ်ဆိုတာကပြည်သူအတွက်ပါညီမလေးအဲ့လိုပြည်ပကပြန်လာတဲ့ညီမလေးတို့ကများများအခွန်ဆောင်လေ ပြည်သူလူထုဘဝကစိုးပြေโอเคလေပဲ ပြည်သူလူထုဘဝကစိုးပြေโอเคလေပဲ တထောင်းစားလိုင်စင်ရတထောင်းစားတွေပြောလိုက်ရင်ပြည်သူအတွက်စက်ပတ်ကိုပြည်သူအတွက်လားဘယ်နာကဖြတ်စားလို့ရမလဲချောင်းနေတဲ့အောက်တန်းစားလိုင်စင်ရတထောင်းစားတွေနိုင်ငံခြားမှာအဆင်မပြေလို့ကိုယ်နိုင်ငံပြန်လာပါတယ်ဆိုမှအရေးတဲ့လိုင်စင်တထောင်းစားနဲ့အရင်လာတိုးနေတယ်ကိုယ်နိုင်ငံမို့သာချစ်နေရတာဒီအာနာယူတထောင်းစားတွေနဲ့စိတ်ပြက်စရာအလွန်ကောင်းတဲ့အတိုင်းပြည်ပဲအမေစုလက်ထက်တုန်းကကိုဝင်သည်တွေကိုထောက်ပံ့တယ်လေတက်ကြီးရွယ်အိုတွေကိုထောက်ပံ့တယ်လေရှင်တို့အာနာယူအစိုးရကခိုးဖို့ဝှက်ဖို့ပဲတက်တယ်သိလား မင်းအဲ့လိုအစိုးရချင်းရှုံပြီးမပြောနဲ့ကွာငါတို့တိတ်ခါကြတယ်မင်းသိလား ဘာလဲရှင်တို့အစိုးရတစ်ခုလုံးတိတ်ခါဆိုတာရှိရဲ့လားစောက်တထောင်းစားရဲ့ အစိုးရကိုမင်းအသားရေဖြတ်မှုနဲ့အခုထောင်ချလိုက်လို့ရတယ်သိလား ဘာအတရေလဲခွေးတရေလားရုပ်ကိုကကြက်တရေမရှိတဲ့ရုပ်နဲ့စောက်အာနာယူတထောင်းစား ငါတို့အစိုးရကပြည်သူလူထုအတွက်နေမနာညမနာစူးစမ်းနေတာကွာငါတို့အစိုးရကပြည်သူလူထုအတွက်နေမနာညမနာစူးစမ်းနေတာကွာ နဲ့အမလီမှတ်ကြီးတောင်ထားရအောင်မယ်နားရှိလို့သာကြားရတာနေမနာညမနာစူးစားလိုက်တာရက်100စီမံကိန်းကကြက်ဥတစ်လုံး900လေးမျက်နာကရေမြုပ်ရက်200ကစီမံကိန်းဆိုရင်10မျက်နာများရေမြုပ်မလားမသိဘူးအခုလဲအညာမှာပြည်သူကိုအသိမပေးပဲဆယ်ရည်တွေလွှတ်ချလို့ရေကြီးနေတယ်အညာပြည်သူတွေဘဝကူရမဲ့ကဲရမဲ့ဖြစ်နေတယ်ဒါတောင်တထောင်းစားကမြစ်စုံလုံးအောင်မယ်ဆိုလား ဒီမှာညီမလေးမင်းမဆိုင်တာတွေရှောက်မပြောနဲ့မြစ်စုံဆိုတာကပြည်သူအတွက်လှုပ်တာကွာပြည်သူအတွက်လှုပ်တာကွာပြည်သူအတွက်လှုပ်တာမင်းသိလား ပြည်သူဆိုတဲ့စကားမသုံးပါနဲ့ရှင်တို့ဗဇက်နဲ့မတန်လို့သိလားအရင်ကတက်မတော်သားအမိတက်မတော်သားအဖဆိုဘာလဲအခုတော့ပြည်သူတဲ့လားဟာတာပဲဟဲ့ဟာတာပဲရှင်တို့အာနာယူအစိုးရကပြည်သူဆိုတဲ့စကားသုံးပြီးလိတ်လို့ပဲကိုဘက်ရက်နေတာပြည်သူအားလုံးသိတယ်ပြည်သူတွေဘဝကအားမတန်လို့မန်းလျှော့နေရတာသိလား အေးမင်းလက်ရှိအစိုးရကိုကြိုက်တယ်လို့ပြောလို့ရတယ် Okay. ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့တော့လာမရှင်နဲ့ကွာငါမျက်နှာပူတယ်သိလား မရှင်လို့ရမလားအာနာလူတခိုးရဲ့မြင်းဆိုတာတကောင်နဲ့ပြေးနေရင်အပြေးမြန်တယ်လို့မသိနိုင်ဘူးနှစ်ကောင်ရှင်ပြေးမှဘဲအကောင်အပြေးမြန်လဲတိတာထင်ရှားတာနော်အဲ့ဒီလိုပဲရှင်တို့အာနာလူတခိုးအဖွဲအရေးချင်းရှိမရှိစောက်သုံးကြမကြသိရဖို့အမေစုလက်ထက်နဲ့ရှင်ကြည့်ရင်နန့်တာနဲ့ချီးလို့ကွာတယ်သိလားအာနာယူဘရင်ယူလိုင်စင်ရတခိုးဓာပြစောက်တထောင်းစားတွေ ဟာကွာမလေးရှားကပြန်လာတဲ့ကောင်မလေးတွေရုပ်လေးလှသလောက်တော်တော်စွာနေပါလားဟေး
ကျမကကြံတဲ့သူနဲ့ဆိုရင်ယဉ်ကျေးတယ်နော်ရှင်တို့နဲ့သာမှယဉ်ကျေးနိုင်တာသိလား အေးပါကွာဟုတ်ပါပြီမင်းမြန်မြန်သာထွက်သွားပါတော့နော်ဒါနဲ့နေအောင်မင်းနာမည်ကရှင်နှောင်းနော်နာမည်လဲလှလူကလဲလှစွာကလဲစွာနနန်ချာမန်းနီးလေးပါရင်မျှခဲ့ပါဦးညီမလေး ဘာနန်နန်ချမန်းနီလဲရုပ်ကိုကပြောင်ဆက်ဆက်နဲ့ကြောင်ဆက်ပတ်လို့ပဲပါချလိုက်လို့နားကားပြီးစကားမပြောနိုင်ဖြစ်သွားမယ်ဘာမှတ်နေလဲ အမလေးရတယ်မပေးတော့နဲ့ဒီနားအမြန်ထွက်သွားပါတော့နော် သွားမယ်စွာရီစကတ်တဒေါင်းစား